ဘာမှမလုပ်ချက်ရင်ဟေးအဲ့ဒါနေရရေကုန်လို့ငါချိုးရဲ့မိဘရဲ့ခဏကောသားလုပ်ပြောလေငါမင်းရှိမှာမောင်မောင်နဲ့ဒီရက်ပြချင်တာငါအခုဘယ်လိုလုပ်ပြမလဲဘယ်လိုရက်ပြမလဲပြောအဲ့ဒါဖြစ်နေရတယ်မဟုတ်ဘူးစီအဲ့လို YouTube ကောတော့နေနေလို့လေအရက်သမားဘိန်းသားအကုန်လုံးထုံးလာဖြစ်နေကြတယ်တောင်းတဲ့ပုံစံလေးနဲ့ကြော်တော့တာပဲဘာဖြစ်လဲတော့ကြာလာတော့ချင်းရဲ့ငါတို့ဒီကနေ့သိရှိရတာဘာမှမလုပ်စိတ်ကြဘယ်လိုကြော်လဲဟာဒီလေဒီကျိုးဘာလို့နေနေရဝဲဘာလို့နေနေလို့လဲအခုတော့နေနေရမှာဒါအနေနဲ့မိုးရင်းနေရတယ်ငါပြောပြီဖြစ်ပါမယ်ဆိုတော့အခုတော့ဖြတ်လို့မရဘူးအခုလည်းအများကြီးတောက်နေမဟုတ်ပါဘူးတခါတော့မှ3လုံးလောက်တောက်တယ်အခုပါနေနေအဲ့ဒီရက်ကိုပြန်လာငေါ့ပြန်နေမပါတဲ့တရားလို့မပြောနဲ့ဘာကြီးဖြစ်ပါအားကြီးအောက်ပြက်ရက်ကိုပြန်လာငေါ့ပြန်အရှလုံးမပြတ်နိုင်ဘူးမင်းလည်းမပြတ်နိုင်ဘူးအားရပါလေအားတယ်လို့ငါမိကငါဘယ်လိုပြောနေအောင်ပြောအဲ့ဒါဒီငါမိကလေးငါမိတော့လည်းငါ့ကိုအလုံးနဲ့တိုင်နေတော့ငါလည်းနေပါလားအလုံးလုံးငေါ့ပါလို့ဘာလို့လဲဒီလေနေလို့ရှိတော့ငါလည်းငါမိကတော့တကယ်ချူပါအလုံးနဲ့တိုင်နေတာဒီကတက်ပြေးမှာလို့ပြောတာပေါ့လုံးလုံးမယ်ဆိုတော့ငါတိငါမန္တလေးမှာပုံမင်းဆွဲကျောင်းဆွဲချက်သုံးရတယ်တကြောင်ကို6300နော်တနည်း3ကြောင်ပဲဆွဲ63 78တသိန်းရှင်တော့ဒါလေးနှက်နေဘယ်မှမဆွဲဘူးဥပိန်နဲ့ညိုလဲနေပဲဆွဲကိုပြပြဖို့ပေါ့မင်းနဲ့ပေါ့လေဟေးဟေးဘယ်မှာမေးရလိုက်ပါလိုက်ပါ